လက်ရပြေလူတနတ်ဆွဲကတပ်မှတိတ်တဆိတ်ထရီမွန်တက်ကိုချိကသည်အမှောင်သေး၌မွန်တို့လဲများစွာပြင်ဆင်နေသည်ကိုမြင်လင်ကတ်ကြည့်ရာကောက်ရိုးအပြည့်တင်နေသည်ကိုတွေ့၏ထိုစဉ်လက်ရပြေလူကိုမွန်တူမြင်သဖြင့်ဟစ်အော်သောကြောင့်ပြန်ပြေးလာသည်မွန်တို့တနတ်နှင့်ပြည့်၍နောက်ကလိုက်လာကြသည်လက်ရပြေလူလည်းတက်ကိုမတက်တာတော့သဖြင့်မီးရှုပြင်တက်ကိုမိတိုက်လိမည်ဟုဟစ်အော်ကတက်တိုင်းပေ၌ကပ်နေလေသည်မွန်တက်မှလက်ရဖို့ပညာသူရိယာနှင့်တက်များအနောက်တောင်တန်းကိုမိတိုက်မည်ဟုတက်ကိုကပ်လာကြရာမြမတက်များကကောက်ယူးလဲများကိုမီးရှုနှင့်ဖြစ်ရှို့ကြလျင်မီးလောင်၍မီးရောင်တွင်မြင်သည့်လက်ရဖို့ကိုပုံအောင်နေသောလက်ရပြလူကတနတ်နှင့်ပြသည်တက်ကိုတက်မီဆဲဆဲတနတ်မှန်၍ပညာသူရိယဆုံးလင်မွန်တို့စုတ်ဖွာသွားပြန်သည်အောင်ပွဲရသောမုတ်ဆိုးဖို့ပူမှုတက်မှုများကစိတ်တက်ကြွလာကမွန်တို့ကိုထတ်တိုက်ပါရစေဟုဆိုလာကြသည်မိုးနေနာကြီးချီလာစဉ်ကအတန်မထွက်ကြတော့သည်များယခုမှထတ်တိုက်မိတကဲကဲချစ်နေသည်ကိုလက်ရပြလူကနှခေါင်းရှုံလေသည်ဥအောင်စီရကမူတင်းတို့ရိခါနဲသည်ကုံစီအောင်ရေလဲမရှိငတ်စေအောင်ဟုသာဆိုသည်ထွက်မတက်ရပြီတိုက်ကြ၍ကိုးရက်ရှိမှအနောက်တောင်မြောက်အရက်များ၌တက်စီးတက်နှင်းအနှဲငယ်စောင့်ကြက်စေသည်ကြံတက်များအားလုံးကိုတက်အရှိမျက်နာမှထွက်၍စစ်ရေးပင်ပြီးလျင်တီတီတန်တက်ကြောက်ရွံ့ကဲ့သို့နေကြရသည်မွန်တို့ကစစ်မြူလာတော့လေမတိုက်ရမလိုက်ရတနေ့တကန်လေးတကန်ရောက်မှဖြစ်ခတ်စေသည်ထို့နောက်နေမြဲအတိုင်းအသံမြမပြူရငိမ့်သက်စွာနေကြစေသည်ထို့သို့စစ်အင်ခင်းချင်း၍နေမွန်းတီချင်းအလောင်းပြားထွက်လာကြိုက်စွန်တကောင်ကိုတင်းငှက်ကတိုက်ခိုက်တဲ့ပြင်တပ်များရှေ့သို့ကြလာရာအင်္ဂါနံစတိုရာမညအတိုင်း3ရက်ကိုတောက်ကြတာငါကအောင်မြင်လိမ့်မည်ဟုနမိတ်ကောက်ယူပြီးအောင်စီအောင်မောင်းများတပြိုင်နက်တီးခတ်၍ထွက်တိုက်ကြလေသည်မွန်တို့ကလည်းအမြောက်စိန်ပြောင်ပစ်ခတ်ရင်းအင်အားကြီးစွာစီးခံသည်သို့သောအတတ်မပါသည်တို့ဖြူတတ်သောငတွန်းတို့လက်ရပြလူတို့မုတ်ဆိုးဖို့တပ်များကိုမစီးမစွနိုင်ပဲကစင်ကလေးရတပြက်ကီတဝုံဝုံပြေးကြရတော့သည်ငတွန်းနှင့်လက်ရပြလူတို့လည်းအဆုံးထိလိုက်ကြသည်မွန်တထောက်ချိုသေးတော်လေမလျှော့စကိုင်းထီလိုက်တိုက်ကြတော့ကြောင်းမွန်တို့အင်းဝါပါကန်းထီကူးပြေးကြရ၏အင်းဝါရောက်မွန်တို့ကဘုံမိုးတလာပန်းကိုလျှောက်ကြသည်မြမာတို့ဘတ်တွေပြလူညီကို9ဦးမြင်းဖြူစီး၍ပါသည်ထိုးခွတ်ဖိခတ်တော့လဲမထိမခိုက်စကိုင်းအထီလိုက်လန်6လန်ပါသည်ဟုဆိုကြသည်တလာပန်းမရောက်နိုင်ကေအလွန်စိတ်ဆိုးသဖြင့်ပြောသူများကိုကွက်လေသည်မုတ်ဆိုးဖို့တတ်များလဲထိုတဲ့င်းကိုကြားကြသည်လက်ရပြလူဤကောလာဟလတဲ့င်းများကိုကြားဘူးသူများသောကြောင့်ပြလူညီကိုများဆိုတော့မှဒီကောင်တွေဖြစ်မှာပဲဟုဆိုကြသည်အချို့ကမူမျိုးဆောင်နှက်ကြီး၄ပါးမြင်းဖြူကိုစီး၍လိုက်သည်ဟုဆိုကြသည်အလောင်းမင်းတရားဤနောက်တော်ပါလှုပ်ဝဲနော်ရထားလဲပြလူမထစ်နိုင်မျိုးဆောင်နှက်ဖြစ်မည်ဟုမှတ်တမ်းတင်လိုက်ပါသည်သို့တော့ထိုအချိန်တွင်မုတ်ဆိုးပုံမှာရွာကြီးတရွာသာထိ၍မြို့မဟုတ်ပေမုံပုံမှုတလာပန်းထိမုတ်ဆိုးပုံကိုမရသမျှပီကိုမပြန်ပြီးဟုကျုံဝါကဒုတိယချိန်တိုက်ခိုင်ရန်စစ်တီနှခုံနေရိုက်ကြော်ဆေလွတ်လိုက်ပြန်သည်မုတ်ဆိုးပုံကိုရလျင်ပခတ်တွင်ကလေးပါမကြံစင်းနှင့်ဟုတဲ့မားလိုက်သည်ဥအောင်စရာကမူကိုတိုင်ထက်တိုက်မီပြင်းတော်ကိုတပ်မှုမားကမွန်တို့လက်ရည်ကိုတိတီဖြစ်၍တပ်မှုချင်းသာတိုက်ပါမည်ဟုဆိုသဖြင့်စီသာမင်းကြီးနှင့်လူ2000ဟာလွတ်လိုက်ပါသည်မြမာတို့လည်းမွန်တို့ချက်ဆွဲနေသောမြောင်းမွန်းတက်ကိုတိုက်ကြရာမြင်းပြူစီပြလူးလေးကောင်တတ်တောင်ကပါကြသည်ကိုမြင်သည့်အပြင်မွန်တက်ပြက်လီတော်သည်မွန်တက်မှမွန်ဗမာရှမ်းကတူ2000ကျော်တည်၍2000ကျော်သုံးပန်းရလိုက်လက်သည်အလောင်းပြားကမွန်မဟုတ်သူများကိုမတိုက်ရအမိန်ထုတ်ထားသဖြင့်တွေ့မြင်လျက်မပြစ်ကြရမွန်ပြေးသည်နောက်လည်းမလိုက်ရဖမ်းမိသည်များယောက်ျားမိန်းမတို့ကိုရက်ကွက်များတည်၍နေထိုင်စေသည်အစားအသောက်များလည်းပို့၍စေလေသည်
ဟန်တာဝရီမှာမုံဧကရာဇာသည်တလာပန်းကိုသဘောမတွေ့ပေါကြောင့်ပြန်လဲခေါ်ယူ၍ပညာအရင်ဓမ္မကိုအင်းဝါမှုဆောင်ပို့လိုက်ပြန်သည်ခင်ဦးစားလက်ရာပြန်ချီနှင့်တိုင်ပင်၍ပွန်ထောင်နေသောသူများကိုတင်းယူပါဟုအမိန်တော်မှတ်လိုက်ပါသည်ဥအောင်စရာကလည်းခင်ဦးစားလယုံရည်ထွန်းတောင့်လာသောကြောင့်အခေါ်လွတ်ရာလက်ရာပြန်ချီကမလိုက်မြမချင်းမရှိခိုးလိုဟုဆိုသည်ဖြင့်အလွန်တော်တာထွက်၍ခင်ဦးကိုတိုက်ရန်မင်းကြော်ပြန်ချီငကောင်းကိုလွတ်လိုက်လေသည် ခုလိုဇတ်လန်းများကိုစက်တင်နိုင်ဖို့ကျွန်တော်တို့ History Burma Channel ကို Like Share Comment Subscribe နဲ့ဘေးကခေါင်းလုံးလေးလည်းနှိပ်ပေးခဲ့ပါအောင်ဗျ